Hello အားလုံးပဲမင်္ဂလာပါဗျ။တွေ့ရကြပြီเนาะကျွန်တော်ဒီရက်ပိုင်းစာအုပ်တော့ဖတ်နေတာရဲ့ဘလုံးဝဲတွေညာဘက်တွေကြီးပြစ်ပြီးအေးရပြက်ပြီးတော့တခြားမလုပ်ဖြစ်ဘူးဒီရက်ပိုင်းမတွေ့ရအောင်တော့ကြာပြီ။ဒါတော့ကျွန်တော်ဒီနေ့ပြောသားတွေတခုရှိလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာဗျ။ပထမဆုံးပြောချင်တာကကျွန်တော်ဒီ channel ဘာလို့ဆက်လုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းပဲ။ခင်ဗျားတို့သိတဲ့အတိုင်းဗျာကျွန်တော်မြန်မာနိုင်ငံကြီးကနိုင်ငံရေးအခြေအနေပါညာမကောင်းဘူးဗျာ။အဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့လူငယ်အနေနဲ့လမ်းတွေပျောက်ကြတယ်။ဘာဖြစ်ကြရင်ညာဖြစ်တယ်ဆိုတဲ့အနေနဲ့အနည်းဆုံး emotional အရာရော information အရာရောအနေငယ်အထောက်အကူဖြစ်အောင်လို့ဆိုပြီးကျွန်တော်ဒီ channel ကိုစပြီးလုပ်ခဲ့တာ။ဒါပေမဲ့ဒီရက်ပိုင်းကျွန်တော်ရဲ့ message တွေပြောကြတယ်။မင်းကဒီရက်ပိုင်း motivation speaking တွေလုပ်နေတယ်။ဒါပေမဲ့လူငယ်တော်များကမျိုးပေါ်တွေမှာအခွင့်အလမ်းတွေအများကြီး share နေအောင်ရှိနေရမှာမဟုတ်ဘူး။မင်းပြောနေရရင်ကောင်းတော့ကောင်းပါလေ။စိတ်တွေကြွလာပါလေ။စိတ်တွေကြွလာရင်မလုပ်ဆမ်းမရှိရင်လက်ကားရဖြစ်သွားတာဆိုပြီးပြောကြတယ်။အဲ့လိုမျိုးပြောကြတော့ကျွန်တော်တခြားပြန်စဉ်းစားကြည့်ရယ်ကျွန်တော်မြန်မာနိုင်ငံအခြေအနေရဆိုရင်ပြောရရင်အဓိကလူငယ်ဆိုရင်ပညာရေးပေါ့ဗျာပညာရေးကတော်တော်ကိုမကောင်းဘူးပြောရမယ်ကျွန်တော်ထင်ပါတယ်နောက်ထပ်10နှစ်လောက်တော့ပညာရေးကောင်းမှုပြန်ရှိတော့မယ်မထင်ဘူးအနည်းဆုံးညွန်သက်သက်စာကတော့ပညာရေးကတော်တော်ကြီးကိုစိုးသွားပြီလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ပညာရေးကောင်းအောင်ဘယ်လိုလုပ်ကြမလဲကျွန်တော်လာမေးကြတယ်ကျွန်တော်တက်တဲ့များ research လုပ်ပြီးတော့အကောင်းဆုံးအကြံဉာဏ်ကိုပေးကြည့်မယ်အကောင်းဆုံးကတော့လက်ရှိမှာအနည်းဆုံးအင်္ဂလိပ်စာသင်တယ်ပထမဆုံးနေတယ်နော်အင်္ဂလိပ်စာသင်တယ်ဘာလို့လဲဆိုတော့အင်္ဂလိပ်စာတက်ထားရင်ဒါအသုံးဝင်ပါတရားပေါက်ပဲဗျာ academic စာအကြောင်းစာပါညာတွေကအချိန်မှာသင်ဖို့မလွယ်ဘူးဆိုရင်တော့အင်္ဂလိပ်စာသင်ဖို့က internet access ရှိအောင်နဲ့သင်လို့ရတယ်နောက်တစ်ခုကဗာသင်ရမလဲဆိုရင်တရုတ်စာဟုတ်တယ်ခင်ဗျားကြားမှတ်တယ်တကယ်တရုတ်စာသင်ခိုင်းနေရအင်္ဂလိပ်စာပထမဆိုရင်တရုတ်စာဒုတိယပဲတရုတ်အနေနဲ့တရုတ်နိုင်ငံကဘယ်လောက်ထိစီးပွားရေးပါဝါကောင်းပြီးကမ္ဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်နေတယ်ဆိုတာလေခင်ဗျားတို့အားလုံးသတင်းတွေဖတ်ပြီးသိတယ်မြန်မာနိုင်ငံမှာဆိုလဲအဲ့လိုပဲအင်္ဂလိပ်ကိုအဲ့တော့အင်္ဂလိပ်စကားရှိရကြ if you can win them join them ခင်ဗျားတို့နိုင်မတိုက်နိုင်ဘူးဆိုရင်တို့ join ရတော့မှာပေါ့ဟုတ်တယ်မလားအဲ့တော့ကျွန်တော်ကြံပေးရတော့ဖြစ်နိုင်ရင်တရုတ်စာသင်မှာတရားတော့အသုံးဝင်ပါလိမ့်မယ်လက်တွေ့အသုံးဝင်ပါလိမ့်မယ်ပြီးတော့ကျွန်တော်အခု motivation တွေလုပ်နေရနေပြီးတော့ကျွန်တော်အဲ့လိုမျိုး language အသက်ပညာတစ်ခု share မယ်ဗျာကျွန်တော်စိတ်ကူးထားတာဒါပေမဲ့ line ပေါ်မှာ internet ပေါ်မှာအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ contact တွေ resource တွေအများကြီးလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်လွန်ခဲ့တဲ့ develop ကမှစပြီးတော့တရုတ်စာစတင်နေတာဒါပေမဲ့ကျွန်တော်ကလို့ခုမှစတင်တာဆိုတော့ကျွန်တော် beginner friendly ဖြစ်တယ် contact တွေလည်း beginner friendly ဖြစ်မယ်လို့ယုံကြည်အဲ့ဒါကြောင့်မို့ကျွန်တော်နေ့တိုင်းတရုတ်စာ lesson အနည်းငယ်လေးတွေကိုနေ့တိုင်းတင်ပေးမယ် share ပေးမယ်ခင်ဗျားတို့လေ့လာကြရဖို့ပေါ့ကျွန်တော် motivation video တွေလည်းဆက်တော့လုပ်ပါပါဒါပေမဲ့ကြားထဲမှာအားလုံးအတွက်အကျိုးရှိမဲ့အရာတစ်ခုကိုကျွန်တော်လုပ်ပေးခြင်းလို့ဒါ announce လုပ်လိုက်တာဆိုတော့ခင်ဗျားအနေနဲ့တရုတ်စာမကြိုက်ဘူးပါညာဆိုရင်ကျွန်တော် channel ကို unsubscribe လုပ်လာလို့ရတယ်ဒီ channel မှာပဲကျွန်တော်ဆက်တင်ပေးပါပါအဓိကကတော့ပြီးတော့ခင်ဗျားခု YouTube မှာကြည့်နေရဆိုရင်ကျွန်တော်ဒီ YouTube channel ကတိတ်ပြီး reach မရောက်လို့နောက်တဲ့ channel တစ်ခုနဲ့တင်မှာဖြစ်ပါတယ် TikTok ကတော့ TikTok account နဲ့ပဲဆက်တင်ပါပါအားလုံးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗျာ